မြတ်စွာဘုရားကိုတော်တိုင်ဥစ္စာရပတ်တာဝကံမီတန်ပဇာနာကာရီဟောတီကျင်ကြီးကျင်ငယ်ဆိုရင်လေတတိပညာနဲ့စွန့်ပါလို့ဓာတ်ရိုက်ဟောတော်မူပြီးသားပါအိနာတက်ရင်အိနာတက်ရင်ကုသိုလ်ရပါတယ်စွန့်ခြင်းတဲ့စွန့်ရင်စွန့်တယ်နိုင်ရင်နိုင်တယ်ဘိုင်းနာရင်နားတယ်လို့မှတ်သိနေရပါပဲလွယ်တလောက်ခီးရောက်တာတတိပဋ္ဌာန်ပါယူတတ်ရင်ကုသိုလ်ကနေရာတိုင်းမှာရနိုင်ပါတယ်အိနာတက်ရင်နဲ့တောင်ဝိပဿနာကုသိုလ်ယူနိုင်တယ်ဆိုမှတော့အခြားနေရာဆိုမပြောနဲ့တော့ဣရိယာဆိုတာဣရိယာပုံမီ၍ရှုမဲ့ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဝိပဿနာတရားဟာဣရိယာပုံမီ၍ရှုမဲ့လို့ရတဲ့တရားပါဒီဣရိယာပုံဖြစ်နေလို့ဝိပဿနာမရှုနိုင်ဘူးဆိုတာမရှိစေရပါဘူးတွားခြင်းရက်ခြင်းထိုင်ခြင်းလျောင်းခြင်းတို့ဣရိယာပုံ၄ပါးရှိတယ်ဆိုတော့တွားရင်တွားတယ်ရက်ရင်ရက်တယ်ထိုင်ရင်ထိုင်တယ်လျောင်းရင်လျောင်းတယ်လို့ရှုမဲ့နေရုံပါပဲလွယ်လိုက်တာမပြောပါနဲ့တော့ခွင့်ပေးတဲ့သမီးလို့ဝါရတာလောက်တောင်မခက်ပါဘူးချိန်ခါမီ၍ရှုဆိုတာကတော့ရှင်းပါတယ်အချိန်မီ၍ရှုမဲ့ရမယ်လို့ဆိုလိုပါတယ်တတိပဋ္ဌာန်ဝိပဿနာတရားဟာအချိန်မီ၍ရှုမဲ့လို့ရတဲ့တရားပါဘေးအချိန်ရှိနေလို့ဝိပဿနာမရှုနိုင်ဘူးဆိုတာမရှိစေရပါဘူးမနေ့အိယာနိုးတဲ့အချိန်ကစပြီးညအိယာဝင်အိပ်ပျော်သွားတဲ့အချိန်ထိအချိန်တိုင်းမှာတတိကတ်ထားရင်ဝိပဿနာဖြစ်ပါတယ်အိယာနိုးတဲ့အချိန်မှာနိုးတယ်လို့ရှုမှတ်ပြီးတဏိတာအချိန်ကိုစတင်လိုက်ပါအဲ့ဒီနောက်တဏိတာလုံးမြင်တဲ့အချိန်မှာမြင်တယ်ကြားတဲ့အချိန်မှာကြားတယ်နမ်းတဲ့အချိန်မှာနမ်းတယ်မွေးတဲ့အချိန်မှာမွေးတယ်စားတဲ့အချိန်မှာစားတယ်ထီတဲ့အချိန်မှာထီတယ်တီးတဲ့အချိန်မှာတီးတယ်လို့ရှုမှတ်ပြီးတဏိတာအချိန်တွေကိုဖြတ်သန်းလွန်မြောက်ပါညအိယာဝင်တဲ့အချိန်ကြတော့အိတ်တယ်လို့ရှုမှတ်ရင်တဏိတာအချိန်ကိုအဆုံးသတ်လိုက်ပါအဲဒီလိုဝိပဿနာအလုပ်ကိုအချိန်ဆက်နိုင်သမျှဆက်အောင်အမြဲမပြတ်ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင်ဘုဒ္ဓဇင်ဘဝနဲ့ရှိနေသေးတယ်ပဲထားအောင်ဝိပဿနာရဲ့တကူကြောင့်စိတ်သက်ရင်ကျက်နေတဲ့အတွက်ဘလို့ပုံစံမျိုးနဲ့ခြေရတဲ့လူကိုမဆိုဘလို့ပုံစံမျိုးနဲ့ပဲလမ်းခွဲရဘယ်တော့မှဝမ်းမနေတော့ပါဘူးခိတခဏအခွဲအခိုက်အတန့်အခွဲခက်ကြကြအခွဲအပီးအပိုင်အခွဲယာယီအခွဲတားရှိအခွဲရှင်လက်လမ်းခွဲတေပြီးလမ်းခွဲ